ဒီဟီလီရဲ့ရာဇဝင်လေးကိုကျမပြောပြပေးမယ်အိမ်ဦးနဲ့ကျင်းနဲ့ကျမညာကစားက तू ကကျမတို့ဘက်မှာလိုက်နေတယ်ပေါ့နော်အဓိကအစားတောက်ပေါ့နော်ထမင်းကအစား तू မစားတတ်ဘူးပေါ့နော်ကျမတို့ကချင်ပြည်နယ်ဘက်မှာဆိုရင်ထမင်းကအစားဆန်စည်းလေးတွေပေါ့နော်ဆန်စည်းဖြစ်နေတဲ့အတွက် तू ကမစားတတ်ဘူးအဲ့ဒါကြောင့်မလို့သူ့တက်ကိုထမင်းတထုပ်အမြဲတမ်းအပြင်ကနေဝယ်ရတယ်ပေါ့နော် तू စားတဲ့ဆန်ကပေါ်ဆန်းမွေးကျမတို့စားတဲ့ဆန်ကချင်းတုံးဖင်ကောင်းကြက်တာတော့မဟုတ်ဘူး तू ကလေနေရာတည်တောက်မတူတော့အစားတောက်မတူတာပေါ့နော်ပြောမယ်ဆိုလို့ရှိရင် तू ကစီပြန်ဟင်းတွေချက်ဟင်းတွေကလွယ်လို့ကျမတို့ဒီဒေသစာတွေတိုင်းရင်းသားစာတွေကိုသိပြီးတော့ तू မစားတတ်တာပေါ့နော်အဲ့ဒါနဲ့တနေ့တော့ तू မြတ်ပစုစိတ်အထုပ်ကလေးဝယ်သွားတာတွေ့တော့ तू ကလေအဲ့လိုမျိုးလေးစားခြင်းနဲ့ဆိုပြီးတော့သူ့ကိုချက်ပေးပါပေါ့နော်အဲ့ဒါနဲ့ကျမပစုစိတ်လေးတွေဈေးမှာဝယ်ပြီးတော့အခုလိုမျိုးလေးချက်ပေးရတာပေါ့နော်ကျမချက်ပေးလိုက်တာ तू ကကြိုက်သွားရောကြိုက်သွားတဲ့ခါကျတော့နေ့တိုင်းပစုစိတ်အခုလေ तू ကဒီဟင်းလေးစားခြင်းလို့ဆိုမှကျမဒီမှာပြန်ချက်ပေးရတာပေါ့နော်အဲ့ဒါကြောင့်မလို့ तू ကဒီဟင်းလေးချက်တဲ့ခါဆိုလို့ရှိရင်အမြဲတမ်းအဲ့ဒီအကြောင်းလေးကို तू ပြောရတယ်ပေါ့နော်ကျမတော့ပစုသုတ်ကြီးတွေချက်ကြွေးကြည့်ပေမဲ့လည်း तू ကပစုသုတ်တွေဆိုမကြိုက်ဘူးအခုလိုမျိုးပစုစိတ်တေးလေးတွေပဲ तू ကကြိုက်တယ်ဆိုတဲ့ခါကျတော့သူစားခြင်းနဲ့ तू အရင်ကြိုက်တဲ့ဒီပစုစိတ်ဟင်းလေးကိုကျမချက်ကြွေးတာပေါ့နော်အဲ့ဒါလည်းပြောပြတာ